မောင်တောခရိုင်တွင်အကြမ်းဖက်စီးနှင်းတိုက်ခိုက်မှုပြုလုပ်ရန်ထပ်မံကြံစည်မှုများအားဖော်ထုတ်တားဆီးနိုင်ခဲ့ပါသည်။ဘူးသီးတောင်မြို့နယ်တောင်ပဇာနယ်မြေတင်းမေကျေးရွာအနီးမှာမတင်ငါဝယ်လူတစုရောက်ရှိနေကြောင်းသတင်းအရမလ9ရက်ညနေ4:20အချိန်မှာနေကြားဆောင်ရဲတပ်ဖွဲ့ဝင်များကတွားရောက်ရှင်းလင်းရာကျေးရွာနီးရှိရှို့မြောက်အတွင်းမှာလူနေတဲကြီးတစ်လုံးအသေး3လုံးတွေ့ရှိသဖြင့်ဆက်လက်ရှာဖွေရာအနီးပတ်ဝန်းကျင်မှာရောက်ရှိနေတဲ့ကျောင်းတောင်ကျေးရွာမှမော်လဝီအဒူလာမိန်32နှစ်နဲ့တင်းမေကျေးရွာနေမာမတ်ဇူပိုင်20နှစ်တို့အားမတင်ငါဝယ်တွေ့ရှိသဖြင့်ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။မတင်ငါသူ2ဦးအနက်မာမတ်ဇူပိုင်အားစစ်ဆေးမေးမြန်းရာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ဦးလေးဖြစ်သူထံတရားမဝင်ဘင်္ဂလားစင်ကပ်ဖြင့်ဖုန်းဆက်ရန်ဖုန်းလိုင်းမိတဲ့မဲဇလီကုန်းသို့တွားရောက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိရတဲ့အတွက်ပို့ကုန်သွင်းကုန်ဥပဒေဖြင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါသည်။ဆက်လက်ပြီးအဒူလာမိန်အားစစ်ဆေးပေါ်ပေါက်ချက်အရ၎င်းဟာအကျန်းဖတ်တင်နန်းသားဖြစ်သည်ကိုသိရှိရပါသည်။တင်းမေကျေးရွာတင်းမေ3ရက်ကွက်နေရွာခန့်ကျောင်းဆရာမာဆောင်းဟာကြီးကန်းပြင်အကျန်းဖတ်ဖြစ်စဉ်မှာပါဝင်ပတ်သက်ခဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်သွားပြီးအကျန်းဖတ်တင်နန်းများတက်ရောက်ခဲ့ကကူလူပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်သူ9ဦးအားအကျန်းဖတ်တင်နန်းပို့ချရန်2019ခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်မှာဘူးသီးတောင်မြို့နယ်တင်းမေကျေးရွာသို့ခေါ်ဆောင်ခဲ့ကြောင်းသိရပါသည်။မာဆောင်းဟာတင်းမေ3ရက်ကွက်နေရော်ဖီရှော့ရှူးအာလောင်မော်လဝီအဒူကော်ရင်မော်လဝီမာမောက်ခေါ်အီနူတို့နဲ့တွေ့ဆုံပြီး၎င်းတို့လူမျိုးများရဲ့လူ့အခွင့်အရေးနဲ့ပြောဆိုခွင့်များပြန်လည်ရရှိအောင်အကြမ်းဖက်တောင်းဆိုရမှာဖြစ်ကြောင်းတောင်းဆိုရမှာလူတိုင်းပါဝင်ရန်တာဝန်ရှိကြောင်းစီယုံဟောပြောခဲ့ပါတယ်။အဲ့လိုဟောပြောခဲ့တဲ့အတွက်မော်လဝီအဒူကော်ရင်နဲ့မော်လဝီမာမောက်ခေါ်အီနူတို့ဟာကျေးရွာတွင်ငွေကြေးတက်နိုင်သူများထံမှတင်နန်းပို့ချရမှာကုန်ကျမဲ့ငွေများကိုပံ့ပိုးပေးရမယ်လို့ဆိုပြီးအဘူလာရှိန်ရာမန်မော်လဝီအီစုနိုရာမိန်မော်လဝီမာဆောင်မာမောက်ရော်ဖီဇာဘီရော်ဖီမော်လဝီလော်တီမော်လဝီနူလာမိန်မော်လဝီအဒူကော်ရင်တို့အပြင်အခြားသူများထံမှငွေကြေးများလက်ခံရယူခဲ့ပါတယ်။အဲဒီနောက်တင်နန်းသားတဦးလင်တစ်နေ့ထောက်ပံ့ငွေကျပ်3000ပေးမည်ရိုဟင်ဂျာနိုင်ငံထူထောင်ရန်တက်ညီလက်ညီတိုက်ပွဲဝင်ရမည်ဟုရော်ပီနဲ့ရှော့ရှူးအာလောင်တို့ကပြောဆိုစည်းရုံးခဲ့တဲ့အတွက်တင်နန်းသား36ဦးရရှိက2019ခုနှစ်မလ1ရက်နေ့မှာဖွင့်လှစ်တင် जा ပေးခဲ့ကြောင်းသိရပါတယ်။တင်နန်းဖြစ်မြောက်ရေးအတွက်ရော်ပီဟာဘတ်စီရာရှော့ရှူးအာလောင်တို့ဟာတင်နန်းသားများစုဆောင်းပေးခဲ့ကြပြီးနိုရာမိန်အဘူလာရှိန်တို့ကဝေကြေးထောက်ပံ့ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက်ဖမ်းဆီးရမိသူအဒူလာမိန်နဲ့အပေါင်းပါများကိုမတရားအသင်းအဥပဒေဖြင့်အမှုဖွင့်အရေးယူထားပါတယ်။အဒူလာမိန်ရဲ့ထွက်ဆိုချက်အရငွေကြေးထောက်ပံ့သူနိုရာမိန်အဘူလာရှိန်နဲ့တင်နန်းသားနူရိုအာမိန်တို့အားမလ14ရက်ညနေ3နာရီကျော်မှာ၎င်းတို့ရဲ့နေအိမ်အသီးသီးမှာဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူနိုရာမိန်အဘူလာရှိန်နဲ့တင်နန်းသားနူရိုအာမိန်တို့အားထပ်မံစစ်ဆေးရာအဘူလာရှိန်ဟာအကျန်းဖတ်တင်ထဲမှာအသုံးပြုရန်အတွက်ငွေကျပ်3သိန်းကိုမော်လဝီဆော်လီမူလာထံသို့၎င်းနိုရာမိန်ဟာအကျန်းဖတ်တင်ထဲမှာအသုံးပြုရန်အတွက်ငွေကျပ်3သိန်းကိုမော်လဝီမာမောက်ခေါ်ဤဆုတ်ထံသို့၎င်းပေးခဲ့တယ်လို့ထွက်ဆိုခဲ့ကြပါတယ်။အခြားငွေကြေးထောက်ပံ့သူများဟာတင်းမေရွာမြောက်ဖက်တဝိုက်တောင်ကုန်းများမှာရှောင်တိန်နေကြောင်းသိရတဲ့အတွက်တမတော်နဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာမလ19ရက်ညနေ4နာရီခွဲမှာမတင်ငါဝယ်ရာလူ73ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့မတင်ငါသူ73ဦးအားမတရားအသင်းအဥပဒေနဲ့ညီစွန်းမှုရှိမရှိစစ်ဆေးလျက်ရှိရာမတင်ငါတရားခံ73ဦးအနက်စောလီမူလာအဒူရော်ကေကေဖာဒူလာမာမောက်အဒူစဒန်အဒူရှော့ရှိတို့6ဦးမှာအကြမ်းဖက်တင်နန်းတက်ရောက်နေကြသူများဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီးကြံ9ဦးအားဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။ပါဝင်ပတ်သက်တဲ့သူများကိုဥရေလုံထုံးလုံနည်းများနဲ့အညီအရေးယူဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အကြမ်းဖက်တင်နန်းတက်ရောက်သူများကိုကိုယ်ခံပညာအခြေခံစစ်ပညာအကြမ်းဖက်တိုက်ခိုက်နေတင်နန်းများပို့ချကြောင်းတင်နန်းပြီးပါကရွာအတွင်းပြန်လည်နေထိုင်ပြီးလိုအပ်ပါကမဆောင်ရဲ့အစီအစဉ်ဖြင့်တစ်ဖက်နိုင်ငံမှလက်နက်များယူဆောင်တပ်ဆင်ပြီးကလုံခြုံရေးတပ်ဖွဲ့စခန်းများကိုအကြမ်းဖက်စီးနှင်းတိုက်ခိုက်မှုများပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စီးနှင်းတိုက်ခိုက်မှုကြံစည်သူများရဲ့ဝန်ခံပြောကြားချက်အရအကြမ်းဖက်တင်နန်းလေ့ကျင့်ရာ training ground များကိုတင်းမေကျေးရွာငမင်းပေါ်ကျေးရွာရင်းမကြောက်တော်ကျေးရွာအင်ချောပဒနာကျေးရွာစတဲ့နေရာ၄နေရာမှာဖွင့်လှစ်ရန်ကြံစည်ခဲ့ခြင်းဖြစ်ပါတယ်။အကြမ်းဖက်တင်နန်းအားပထမဆုံးစတင်ဖွင့်လှစ်ခဲ့တဲ့တင်းမေကျေးရွာမှာပင်ဖော်ထုတ်တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှထုတ်ပြန်ထားပါတယ်ရှင်။